လူတွေအမဲများတဲ့ဖုန်းနဲ့ TV ချိုက်တဲ့နည်းလေးကိုကျွန်တော်ပြပေးသွားမယ်နော်ပထမဆုံးကျွန်တော် software တစ်ခုတော့ download ပေးရမယ်အဲ့ဒါ Play Store ထဲကနေ download ဖြစ်တယ်နော် Play Store ထဲကနေ Google Home ဆိုပြီးတော့ရိုက်ထည့်လိုက်ပါနော်ပြီးတော့ install လုပ်လိုက်ပါရပြီဆိုရင် software ထဲဝင်လိုက်မယ်ပြီးတော့ get started nice ကိုနှိုက်ပါအလောက်ပေးလိုက်အောင်နော်ဒီနေ့ Gmail တစ်ခုထည့်ပေးလိုက်ပါပြီးရင် okay ပေးပါhigh smash TV ပေါ့နော်ပြီးရင် cast my screen cast screen နှိပ်ပါstart now ဆိုရင်ရပါပြီနော်โอเคပါအဆင်ပြေကြပါစေဗျဗီဒီယိုလေးကအကျိုးရှိရင် like follow subscribe လည်းနှိပ်ပေးခဲ့ပါခင်ဗျ